မေကွန်းတစ်မင်းကွန်းခေါင်းလောင်းကြီးရဲ့အလေးချိန်ဟာပိတ်တာပေါင်းဘယ်လောက်ရှိတယ်လဲငါလုံးမေကွန်းနှစ်ငရဲကြီးရှစ်ခက်တွင်အပင်ပန်းဆုံးနဲ့ဝေဒနာအပြင်းထန်ဆုံးငရဲမှာအဝီစိငရဲမေကွန်းသုံးတာဒနာအလံတော်တွင်အယောင်ဘယ်နှမျိုးပါဝင်သနည်း6မျိုးမေကွန်းလေးဖျားလောင်းနှင့်တဏီတဲ့ဖွားသည့်ဖွားဘတ်တော်စုစုပေါင်းဘယ်နှပါးရှိသနည်း9ပါးမေကွန်း5ဖျားရှင်ပွင့်တော်မူရာဘောဓိပင်သည်မြည်သည့်နေ့တွင်ပေါက်သနည်းဖျားလောင်းနှင့်တဏီတဲ့မေကွန်း6ဗုဒ္ဓဘာသာဝင်တို့အခြေခံအကြဆုံးထိန်းသိမ်းရမည့်သီလမှာ5ပါးသီလမေကွန်း9ဖျားရှင်နတ်ပြည်မှလူပြည်သို့ပြန်ဆင်းလာသောနေ့မှာတည်ကျွလာပြည့်မေကွန်း8ဖျားရှင်ပြိဋိဘံဆံဃာနီးမှာကြားခဲ့သောအနှစ်ချုပ်တရားမှာတတိမေကွန်း9ဖျားလောင်းဖွားမြင်စားတွင်ပြောခဲ့သောပထမဆုံးစကားမှာငါသည်လောကတွင်အမျက်ဆုံးဖြစ်၏မေကွန်း10ဖျားလောင်းသည်စံတော်ကိုမိသည့်တာဖြင့်ပယ်ခဲ့သည်တန်လျက်မေကွန်း17ဖျားရှင်ပြိဋိဘံဆံပြီးနောက်ဆွေတော်ပေါင်းဘယ်နှစုကျွင်းကြံခဲ့သည်လေးစုမေကွန်း12ရုပ်ရည်ချင်းစင်၍ဖျားနှင့်ပင်မှားယွင်းခြင်းခံရသောယဟန္တာမှာအရှင်နန္ဒ